ဒီနေ့မှာတော့ SIM Burma နေပြီးတော့ PR gift အနေနဲ့ပို့လာတဲ့ RVSD collection လေးကို try အောင်လုပ်ပြမှာဖြစ်ပါတယ်အထဲမှာကျွန်တော်နာမည်နဲ့ wish card လေးပါတယ်ပြီးရင် sticker လေးပါမယ်အင်ကြီးလေးကိုမလိုက်တဲ့အခါမှာအထဲမှာတော့ whistle လေးတစ်ခုပါတွေ့ရတယ် RVSD collection တွေက 100% premium layer fabric နဲ့ပြုလုပ်ထားတာဖြစ်ပြီးတော့ color way အနေနဲ့ဆိုရင်တော့ကျွန်တော်တို့3ရောင်ရရှိမှာဖြစ်တယ် white black brown ဆိုပြီးတော့3ရောင်ရအခုကျွန်တော်ရတာလေးကတော့ brown color လေးဖြစ်ပါတယ်အင်ကြီးနောက်ကျောမှာ referee ဆိုတဲ့စာသားလေးကိုတွေ့ချင်းအပြင်ဘာကြောင့် whistle လေးကိုထည့်ပေးထားလဲဆိုတာကိုမြင်မယ်လို့ထင်တယ်ဘောင်းမီကိုတော့ကျွန်တော် jean baggy လေးပဲဝတ်လိုက်မယ်ကပတ်ကတော့အထဲမှာမမြင်ရဘူးဆိုပေမဲ့လည်းကုန်းကွက်လောက်လိုက်ရင်နည်းနည်းပါးပါးမြင်ရမလားဆိုပြီးတော့ပတ်လိုက်ပါမယ်ဖနက်ကိုတော့အင်ကြီးနဲ့လိုက်ဖက်အောင် brown color Nike low tank လေးစီလိုက်မယ်ရေမွေးကိုတော့ကျွန်တော်အကြိုက်ဆုံးရေမွေးလည်းဖြစ်တဲ့လူငယ်ဆန်တဲ့ vibe လေးရတဲ့ acro ရဲ့ weight လေးဆွတ်လိုက်မယ် accessory ရဲ့ဒီနေ့ကတော့ကျွန်တော် rings လေးရယ်ပြီးတော့ရင် silver bracelet လေးရယ်ကိုကျွန်တော်ဝတ်လိုက်မယ်ဘယ်ဘက်လက်မှာတော့ Apple Watch လေးပတ်လိုက်မယ်နောက်ဆုံးအနေနဲ့ whistle လေးကို level မှာဆွဲလိုက်မယ်